မင်္ဂလာပါရှင် Easy Pan မိပါဒီနေ့မှာတော့ဒီမှာအခုမိပြနေတဲ့ဗီဒီယိုတွေကမုတ်တီအကုန်လုံးကိုလူတယောက်က unlimited buffet စားခွင့်ရမယ်ဆိုရင်အချိန်တစ်နာရီခွဲအတွင်းမှာဘယ်လောက်များများစားနိုင်မယ်လို့ထင်လဲတစ်နာရီခွဲဆိုတဲ့အချိန်ကအဝစားဖို့ရောလုံလောက်ရဲ့လားဒါဆိုမင်းနဲ့တူတူသားစားရအောင်เนาะဒီဆိုင်လေးက Science Square 1ရဲ့ LG floor မှာရှိရဲ့ Bake and Whisk ဆိုတဲ့ဆိုင်လေးပဲဖြစ်ပါတယ်ဒီဆိုင်လေးမှာ cake buffet စားဖို့အတွက်ကိုတယောက်ကို259 plus tax ပေးရပါတယ်။မီတို့စားခဲ့ရတော့တယောက်ကို289နဲ့လောက်ကျတယ်။တယောက်ကိုအချိန်တစ်နာရီခွဲရပါတယ်။သူက cake တွေအပြင်ဒီလိုမျိုး drink တွေကိုလည်းကိုကြိုက်ရအောင်ကောင်တာမှာသွားပြီးမှာလို့ရပါတယ်။ unlimited ပါပဲ။မီကတော့အရင်ဦးဆုံးစားမယ်ဆိုပြီးယူထားတဲ့မုတ်လေးတွေကတော့ဒီမှာပါ။မေကကိတ်တွေ dessert တွေစားရတာကြိုက်တယ်သူပေါ့နော်ဒီတလောမှာမေကအရန်စားချင်နေရမလို့ afternoon tea လေးတွေစားမယ်လို့စဉ်းစားနေတဲ့အချိန်မှာပဲမနေ့တုန်းကသူတို့ page မှာစပြီး announce လုပ်ပါတယ်ဒီသူတို့ဆိုင်ရာစားစရာတွေတောက်စရာတွေအကုန်လုံး unlimited တနားရီခွဲအတွင်းမှာ buffet စားရမှာပါအဲ့တော့မေကဒီနေ့ပဲချက်ချင်းလာစားကြည့်လိုက်တယ်ပေါ့နော်စားကြည့်သမျှမုတ်တီအကုန်လုံးကလေအကုန်လုံးအရသာရှိပါတယ် drink လေးတွေကလည်းအကုန်လုံးတောက်လို့ကောင်းပါတယ်တချို့ drink လေးတွေကအချိုများပြီးတော့တချို့မုတ်လေးတွေက cheese နဲ့လုပ်ထားရင်နည်းနည်းအီရဲ့တချို့မုတ်လေးတွေကကြတော့လေအချိုလေးနည်းနည်းများတယ်ပေါ့နော်ဒီ cookie လေးဆိုလည်းအရန်စားကောင်းတယ်ဒီ pudding လေးဆိုလို့ရှင်လည်းအရန်စားကောင်းပါတယ်မိစိတ်ထဲမှာလေမေကအဲ့လို dessert တွေ cake တွေ chocolate တွေ cheese တွေကိုအရန်ကြိုက်တဲ့သူဖြစ်တဲ့အတွက်မေကအများကြီးစားနိုင်လိမ့်မယ်လို့ထင်ထားရပေါ့နော်ဒါပေမဲ့မေကအရန်အများကြီးတော့မစားနိုင်ခဲ့ဘူးနိုင်ဝက်လောက်နေတဲ့အချိန်မှာမေခြေကုံလက်ပန်းတော်တော်ကြာသွားရပေါ့နော်ဆိုင်နဲ့အီလာတာပေါ့နော်ဆက်စားကစားကတော့သဘောတွေကြာပြီးပြောနေပေမဲ့ဆိုင်နဲ့အီလာတယ်ဒါပေမဲ့သူတို့ဆိုင်မှာအများကြီးမစားနိုင်ဘူးဆိုရင်တော့မှလေဒီလိုမျိုး cake slide ကအပြင်မှာဝယ်100ကျော်လောက်ဖြစ်တဲ့အခါကျတော့ဒီလိုမျိုး cake slide တစ်ခုနဲ့drink လေးနဲ့တောက်မယ်တယောက်ကို cake slide 2ခုလောက်ပေါ့နော်မုတ်2မျိုးလောက်နဲ့ drink လေးနဲ့တောက်မယ်ဆိုရင်တော့မှတော်တော်လေးတန်ပါတယ်ဘာလို့ဆို drink တစ်ခွက်နဲ့ cake slide တောင်မှအပြင်မှာ200ကျော်လောက်ကျမှာဆိုတော့လေဒီမှာတောက်စရာ drink ကအပူအေးတီးတွေရော coffee တွေရောအကုန်စုံရှိရပါတော့ဒီလိုတီးတွေဆိုရင်အပြင်မှာဝယ်တောက်မယ်ဆိုရင်တော့မှတစ်ခွက်ကို60လောက်ပေးရဆိုတော့လေဒီမှာ unlimited ကြိုက်တဲ့လောက်တောက်လို့ရတယ်တော်တော်လေးတန်တယ်လို့မေရတော့မြင်ပါတယ်ပြီးရင်သူ့စီမှာရှိရဲ့ဒီဥကြည်မာချာနဲ့လုပ်ထားတဲ့ ice cream ကလည်းလေ topping တွေကိုကြိုက်ရထည့်ပြီးတော့စားလို့ရတယ်ကိုကသားကိုသွားခက်ရုံပဲဒီဥကြည်မာချာ ice cream လေးကလေမချိုပဲနဲ့စိမ့်လေးနဲ့တော်တော်လေးစားလို့ကောင်းခဲ့တယ်မေတော့တော်တော်လေးသဘောကျရဲပေါ့နော်ပြီးတော့ဒီမုတ်လေးရဆိုလို့ရှိရင်လေ fail လုပ်တဲ့ဟာသူတို့ကမှားမှ fail လုပ်ပြရပေါ့နော် vanilla ရဲ့ chocolate ရဲ့ matcha ရဲ့3ခုရှိရဲ့မေကတော့ vanilla လေးစားခဲ့တယ်ပေါ့နော်ဆက်စားချင်သေးပေမဲ့မေတော်တော်လေးအီနေပြီမလို့လေမစားတော့ပါဘူးမေလိုပဲ dessert တွေအချိုတွေစားရတာကြိုက်တဲ့သူတွေဆိုလို့ရှင်တော့သွား try ကြည့်ဖို့အတွက်မေကတော့ recommend လုပ်ပါတယ်အားလုံးပဲမိရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်နော်